ဒီဒိုးဇလန်နဲ့ပတ်သက်ပြီးတော့အမှတ်တရဖြစ်စရာတွေထဲမှာဆိုလို့ရှိရင်ခုနဦးပြောသွားခဲ့တယ်လို့ပေါ့နော်အကယ်ဒမီစုပွဲညကတကယ်ကိုအမှတ်တရဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်ကြားသိရပါတယ်ခင်ဗျအကောင်းဆုံးဇက်ဆောင်အမျိုးသားစုကိုကြီးညာတဲ့အခါမှာလဲအကောင်းဆုံးဇက်ဆောင်စုရတဲ့သူကတော့ကြော်ဆိုပြီးတော့မှကြီးညာခဲ့တယ်ပြီးတော့အတန်ဆွဲပြီးတော့မှဟိန်းဆိုတဲ့ဦးကျော်ဟိန်းကိုကျွန်တော်ပေးခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲအကယ်ဒမီပွဲစဉ်တစ်လျှောက်ပေါ့နော်အကယ်ဒမီကျင်းပခဲ့တဲ့တောက်လျှောက်မှာအကယ်ဒမီနဲ့ပတ်သက်ပြီးတော့စိတ်နာမှုတွေဖြစ်ခဲ့တယ်တကယ်အကယ်ဒမီရတဲ့ဒီပြည်သူမက်ရွှေထားရုပ်ရှင်ဇာတ်ကားနဲ့ကြာတော့မှပဲအကယ်ဒမီစုချီးမြှင့်မှုအတွက်ကိုအိမ်တိုင်ရောက်သွားပြီးတော့ခေါ်ရတယ်ဆိုတဲ့အကြောင်းအရာလေးတွေကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ခင်ဗျအဲ့ဒီအဖြစ်အပျက်ကလေးလည်းပြန်လဲမှတ်တမ်းတင်ချင်ပါတယ်အဲ့ဒါဂျိုးဇာတ်ကားတော့ထူးခြားတာခါတိုင်းအကယ်ဒမီပွဲတွေဆိုရင်ဥပမာအိမ်အောင်တယ်ကယောက်ျားလုပ်တဲ့သူကမင်းသားမိန်းမလုပ်တဲ့သူကမင်းသမီးဆိုရင်ဒါမင်းသားမင်းသမီးကိုဖိတ်စာအတူတူပေးတယ်ကဲများယောက်ျားလုပ်တဲ့သူကမင်းသားမိန်းမလုပ်တဲ့သူကရိုးအိမ်အောင်ရှင်ဆိုရင်ဒါသူ့ကိုတကွဲစရာနေရာပေးတယ်ဗျအနုပညာရှင်တွေကိုတီးတတ်တန်းထားတာပေါ့အဲ့ဒီဒိုးနှစ်ကကျွန်တော်အဖေအမေကပြပခီးသွားနေတဲ့အချိန်မှာဒီအကယ်ဒမီအဖွဲ့ကနေပြီးတော့ကျွန်တော်ခေါ်ပြီးတော့ကျော်သူကမင်းတို့ဘက်ကဘယ်သူတက်မလဲဖေဖေမေတို့ကတော့နိုင်ငံသားရောက်နေတယ်မဟုတ်ဘူးတက်ဖြစ်အောင်တက်ရမယ်တရားကိုတက်ရမယ်ဆိုတာနဲ့ဒါဆိုကျွန်တော်ဦးလေးတရားကိုတက်ခိုင်းမယ်ဆိုပြီးတော့ရောတယ်ဒီမှာရွှေစုကနဲ့မင်းနဲ့အတူတူထိုင်ရမယ်ကျွန်တော်ညှော်လင့်တကြီးဖြစ်တာပေါ့မျော်လင့်ချက်ရတာစုများရမလားပေါ့လေအဲ့လိုဖြစ်လာတဲ့အချိန်မှာပထမဆုံးကြေညာတာကုမ္ပဏီကြေညာတယ်ဇာကားစုကတော့အမျိုးသားရုပ်ရှင်ရိုက်တဲ့ဒိုးဇာကားနောက်ဒိုင်တာကြေညာတယ်ဒိုင်တာကြီးစိုးတော့တရုတ်ဆောင်ကြတော့အဲ့ဒီအချိန်မှာမီဒီယာကကျွန်တော်ဝိုင်းနေပြီဓာတ်ပုံတွေပြနဲ့ရိုက်နေအဲ့မှာကိုကျော်ဆိုပြီးတော့ဗိတ်ဆုံးကြမှာဟိန်းဆိုလှုပ်လိုက်တော့အဲ့မှာကျွန်တော်တော်တော်လေးကိုစိတ်တက်လက်ကြသွားတယ်ရှက်လဲရှက်သွားတယ်ဒါကိုတက်အရှက်ခွဲတယ်ဆိုပြီးကျွန်တော်တော့ဘာဖြစ်လဲအဲ့ဒီနောက်ပိုင်းကျွန်တော်အကယ်ဒမီပွဲမတက်ဘဲနဲ့တော်တော်ကြာမတက်ဘဲနဲ့ဗိတ်ဆုံးအဲ့ဒီတပြည်သူမရွှေထားနှစ်ကြတော့ကျွန်တော်ဖေရလဲဒါရုပ်ရှင်စီယိုမှာအောက်ကအဲ့မှာအကယ်ဒမီအဖွဲ့ကလည်းတက်ပါဆိုပြီးဖိတ်စာလာပြီးတယ်ကျွန်တော်မတက်ဘူးလို့ဖေကျွန်တော်ပြောထားပြီးပဲလို့ဒီအဲ့နှစ်တည်းကကျွန်တော်မတက်တော့ဘူးလို့ပြောနောက်တစ်ခုမူပိုင်ချစ်သူစာခြားထဲမှာရှိတယ်မူပိုင်ချစ်သူတုန်းကလည်းဒီတိုင်းပဲအဲ့ဒီနှစ်ကကျွန်တော်တက်လိုက်တော့ကျွန်တော်တက်ပါဆိုအတင်းတက်ခိုင်းတာတက်လိုက်တော့မဆင့်မျိုးသမီးဇက်ဆောင်စုကိုပေးတဲ့အချိန်မှာမဆင့်ရဲ့လှုပ်ဆောင်ချက်တွေကိုပိတ်ကားမှာပြတဲ့အချိန်မှာကျွန်တော်အယုတ်တွေထောက်လျှောက်ပါနေကျွန်တော်နဲ့အပြိုင်လုပ်တဲ့ဟာတွေပိတ်ဆုံးမဆင့်မပေးအဲ့ဒီနှစ်ကမင်းသားစုမပေးဘူးဟုတ်ကဲ့အဲ့လိုဖြစ်သွားတော့တော်လေးခံစားလာဘာကြောင့်ဖြစ်လဲဆိုဆရာဝန်ဖြစ်ပြီးတော့ဒီအပေါ်ကျယ်ပြီးဖြုတ်ထားလို့တဲ့အဲ့တော့ဟာတော်ပြီလို့အကယ်ဒမီဆိုတာငါစိတ်ဝင်စားတော့ဆိုမတက်ပဲနေတာအဲ့ဒီဗီဒီမရွှေသားနှစ်ကြတော့ကျွန်တော်အိမ်မှာပဲနေရဖေဖေလာခေါ်တယ်ကျွန်တော်မလိုက်တော့ဘူးဖေပြောပြီးလို့အဖေလည်းစိတ်ညစ်ပြီးပြန်သွားရင်တော့45မိနစ်လောက်ကြာတော့ကားနဲ့လာတယ်ဒါအကယ်ဒမီအကယ်ဖြတ်အဖွဲ့ရုံကားနဲ့လာတယ်အကယ်ဒမီအကယ်ဖြတ်ကလူကြီးတယောက်ပါတယ်အဖေပါလာတယ်ကဲကိုကျော်သူခင်ဗျာလိုက်ခဲ့ပါဗျာတိုက်ပုံဝတ်ဆိုပြီးတိုက်ပုံကျော်နဲ့တိုက်ပုံရှိတဲ့တိုက်ပုံဝတ်ပြီးပစိုးအစုပ်ကြီးနဲ့ကျွန်တော်အိမ်မှာအဲ့ကကျွန်တော်အရက်တောက်တယ်အရက်တောက်ရင်လည်းအရက်မူးနဲ့ပါကားပေါ်ကိုခေါ်လာတာမှကျွန်တော်ဂျားထဲမှာညှက်ထားတယ်တကားဘက်ကိုပေးမထိုင်ကျွန်တော်စင်းပြေးမှကြောက်လို့ညှက်ပြီးခေါ်သွားပြီးကဲမီအဲ့ကသူဝနာကွင်းမှာ public show လုပ်တာ public show လုပ်တဲ့အချိန်မှာပရိသတ်တွေကအပြင်ကနေပြီးလက်မှတ်ဝယ်ပြီးလာတဲ့အပြင်ပြည်သူလူထုပါလာတော့ပြည်သူတွေကဟာကြော်သူမရဘူးဆိုဘာဖြစ်မှခုံချိုးမှပါဒီလိုအတန်တွေထွက်တော့အဲ့ဒါကြောင့်လာခေါ်တယ်လို့ပြောတယ်ခေါ်ရင်လည်းဟိုလည်းရောက်ကျွန်တော်ထိုင်မဲ့နေရာကျွန်တော်စိတ်နံပါတ်မှာတော့မှလူတွေကရှိနေပြီဒီပြင်လူကထိုင်နေကျွန်တော်တီးဝိုင်းဘေးနာခုံလေးမှာအဲ့ဒါမှအသာလေးသွားတိုင်နောက်ကျင်ညာတော့ကိုကျော်သူဆိုအဲ့မှာကျွန်တော်ဝိုင်းပြီးတော့နုပညာရှင်တွေဝိုင်းပြီးမြှောက်တာပေါ့မြှောက်ပြီးတော့ဂုံပြူတယ်အဲ့မှာပထမဆုံးကျွန်တော်အကယ်ဒမီရခဲ့တာပေါ့ဒါတိုက်တာစီအောင်မောင်ရိုက်တဲ့ကားပေါ့ဒီရုပ်ရှင်စကားတွေနောက်ပြီးတော့ဒီအကယ်ဒမီနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေအကုန်လုံးကအားလုံးစိတ်ဝင်စားတဲ့အချက်တွေချက်ရှိပါတယ်ခင်ဗျတခုကတော့လက်ရှိချိန်မှာပရာဟိတလုပ်ငန်းတွေကိုဆွမ်းတက်မှန်ဆောင်ရွက်နေတဲ့အခုအနေနဲ့ကလည်းရှေ့ပိုင်းကာလတွေမှာပေါ့နော်အရင်ကစိုးသွမ်းပြီးတော့ဘဝပုံစံမှုနေထိုင်တွေကိုနေထိုင်နိုင်ခဲ့တယ်အဲ့ဒီအတွေ့အကြုံတွေတဲကပဲအကောင်းဆုံးအရာတွေကိုရရှိခဲ့လို့အခုလိုမျိုးလှုပ်ဆောင်နိုင်တယ်လို့အခုရဲ့အ
ဖြေဒီမှာလဲကျွန်တော်ကြားသိရပါတယ်ခင်ဗျအထူးသဖြင့်ပေါ့နော်ဒီမိုးရစ်စေဝါဆွဲခဲ့တဲ့အကြောင်းပါတွေဒီမိုးရစ်စေဝါဆွဲမှုတွေကပဲကျွန်တော်အကောင်းဘက်ကိုအကောင်းဆုံးပြန်လည်နေနဲ့ခြေချနိုင်တဲ့ဆိုတဲ့အချက်တွေကိုလည်းကျွန်တော်ကြားသိရပါတယ်ခင်ဗျအဲ့ဒီအပိုင်းလေးတွေလည်းဟိုပရိသတ်တွေအတူယူဖို့အတွက်ကိုတစ်ချက်လောက်ပြန်လည်ရှင်းပြပေးပါခင်ဗျကျွန်တော်ပြောရရင်တော့ဒါပရိသတ်တွေကြီးတဲ့လူငယ်တွေသင်ခန်းစာရအောင်ဒီလိုမဖြစ်အောင်ကျွန်တော်ပြောတာကြော်သူတောင်ပြောတယ်ကြော်သူတောင်လှုပ်တယ်ငါတို့လည်းလှုပ်မယ်ဆိုတာဖြစ်ကုန်မှလည်းကြောက်ရတယ်အဲ့တော့ဒီဟာကျွန်တော်လူငယ်ပါဝအဲ့တော့ကြောင်းသားပေါ့တော့ဒါကျွန်တော်မူရတမျိုးဖြစ်တဲ့ commandation ဆွဲဘူးတယ်ဆွဲပြီးတော့အဲ့ဒါဖြတ်ပြီးတော့ကျွန်တော်ရုပ်ရှင်လောကလည်းရောက်တဲ့အချိန်မှာရုပ်ရှင်လောကရဲ့ကိုမမတော့ကိုမထိန်ကြောင်းနိုင်တဲ့အတွက်အပေါင်းအသင်းကြောင့်ဒါအကုန်ကြည့်တဲ့ရောက်ကုန်တာမူရရက်ဒါလေးတညာလေးလဲနောက်ကျွန်တော်ချောင်းသားကိုသွားတော့ချောင်းသားမှာဒါအဆိုးဆုံးဖြစ်သွားတာပေါ့လေချောင်းသားမှာကျွန်တော်ဒိုင်တာအောင်မင်းသိန်းနဲ့ကားရိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီအဖွဲ့တွေကတယောက်ကကျွန်တော်အဲ့ညနေကျွန်တော်ကားရိုက်ပြီးတဲ့အချိန်မှာကျွန်တော်သုံးနာတိုင်းရက်ပေါက်နေတဲ့အချိန်မှာကျွန်တော်တို့ဒီအနုပညာတိုင်ဝမ်ကတယောက်ကကျွန်တော်နဲ့စကားပြောဖို့ဆိုပြီးလာတယ်ကျွန်တော်ဘယ်လိုလာပြီးတော့အဲ့မှာသူကဝစ်စကီပလင်းအပြားလေးပါတယ်နောက်ဆလိပ်ဘူးတွေကနေပြီးတော့ဆလိပ်တောက်တာမဟုတ်ဆလိပ်ဘူးတွေအဖြူမှုန့်လေးတွေလက်ထဲထည့်ပြီးနှာခေါင်းနဲ့ရှိုက်အဲ့ဒါကိုဒါကျွန်တော်တို့ကအပြင်မှာလည်းမမြင်ဘူးနိုင်ငံခြားရုပ်ရှင်ကားတွေမှာမြင်ဘူးရကုတ်ကင်းပေါ့လေအဲ့တော့ကျွန်တော်မူးနေတဲ့အချိန်မှာကျွန်တော်လည်းလှုပ်ကြည့်ချင်တယ်ကျွန်တော်လည်းလှုပ်ချင်တယ်ဆိုတော့သူကတိတ်တော့အများကြီးမလှုပ်နေတဲ့သူသတိတော့ပြီးရဒါပေမဲ့ကျွန်တော်လှုပ်ထည့်လိုက်တယ်အဲ့မှာလည်းကျွန်တော်လုံးဝသတိလစ်သွားတယ်အသက်နှလုံးထဲမခုန်တော့ဘူးဒါနောက်မှတည်တယ်အဲ့တော့ကျွန်တော်နှလုံးခုန်အောင်အမျိုးလှုပ်တယ်အဲ့မှာဟိုစုံသွားပြီဖြစ်တဲ့ဒီပြည်သူချစ်တဲ့ဒွေးနဲ့ကျွန်တော်နဲ့ရိုက်တဲ့ကဒွေးကသူကျွန်တော်အသက်ကယ်စီရအောင်ရှာတယ်ချောင်းသားမှာအဲ့တော့ကျွန်တော်တို့ဒီဇက်နဲ့ကူညာပသိန်းနဲ့ချောင်းသားဒီလိုတရားလမ်းမပေါက်သေးဘူးချောင်းသားမှာဒီအသက်ကယ်စီအတင်းရှာသူကားနဲ့သူလိုက်ရှာပြီးတော့အဲ့မှာအသက်ကယ်စီ Nespa ကြီးတယောက်ရှိအဲ့ Nespa ကြီးကထိုးပြီးတော့ကျွန်တော်ပသိန်းချောင်းဇက်ကူပြီးတော့ခေါ်သွားပသိန်းဆေးရုံရောက်တော့မှကျွန်တော်နှလုံးကနည်းနည်းလေးပြန်ခုန်နေဆိုတာကျွန်တော်သိရတယ်အဲ့လိုဖြစ်လာတဲ့အချိန်မှာဒါကျွန်တော်နှာခေါင်းဟိုရုပ်ရှင်တော့ကမှကျွန်တော်ပြောတယ်ဒီနှာခေါင်းကရန်ကိုပေါ့နှာခေါင်းကရန်ဖြောင်းနေဆင်းတယ်ပေါ့လေဒါရန်လေးတို့ကအစရန်အားကြခဲ့တယ်အဲ့ဒီမှာဖြစ်တော့ကျွန်တော်အောက်ဆီဂျင်ပေးတဲ့အချိန်မှာအောက်ဆီဂျင် mask ကအခုလို plastic mask မဟုတ် rubber ကနည်းနည်းကြည့်ရမှုလဲတက်နေပုံရတယ်အဲ့ဒီဟာနဲ့ဒီအသားတွေစားပါဒီရတရားပါထန်ရခဲ့တာပေါ့လေဒီဟာတွေကမလှုပ်တင်တာတွေလှုပ်လို့တစ်ဖက်စွန်းရအောင်လှုပ်လို့ဒီမူရဲ့မကောင်းမှုဆိုရင်မကောင်းမှုလို့ဒါလူတွေကပြောတယ်ဆိုရင်လူကြီးတွေပြောတယ်အတွေ့အကြုံရှိတဲ့လူတွေကပြောရဆိုရင်မလှုပ်ဖို့မစမ်းသပ်ကြည့်ဖို့ဒါအရေးကြီးတယ်ဒါလူငယ်တွေအတွက်အရေးကြီးဆုံးပေါ့လေတချို့ကတော့ပြောကြတယ်ဟာကျော်သူကငါတို့ကြတော့ပြောပြီးသူကြတော့ဝအောင်လှုပ်ခဲ့တယ်ဝအောင်တောက်ခဲ့တယ်ငါတို့ကြတော့မလှုပ်နဲ့လို့ပြောတယ်ဒီလိုတွေစိတ်ဓာတ်မျိုးရှိတဲ့ကလေးတွေလည်းရှိတယ်အဲ့တော့ဒါမျိုးတွေလည်းမဖြစ်သင့်အောင်လှုပ်ဖို့ဒါကျွန်တော်မှားခဲ့တယ်ကျူးလွန်ခဲ့တဲ့အမှားတွေရှိတယ်ဒီအမှားတွေကိုကဆရာကြီးမင်းသိန်းခါရဲ့စကားအတိုင်းဖြတ်ကနေပေါ်ဆက်ကနေလှုပ်ဆိုတဲ့စကားဖြတ်ကနေတိလိုက်တယ်ဒီဟာမကောင်းဘူးဆိုတာတိတဲ့အချိန်မှာဆက်ကနေဘယ်ဟာကောင်းတဲ့ဘက်ကိုကူးနိုင်မှုဒီလိုကြိုးစားခဲ့တဲ့အတွက်ဒါကျွန်တော်အခုချိန်ထိဒါရုပ်ရှင်လောကမှာဒီပရာဟိတလောကမှာနာမည်တစ်လုံးကျန်နေတာပေါ့